အမျိုးသမီးတွေအနေနဲ့တိမ်ကျမ်းမှာအားကောင်းစီဖို့ကော်လာဂျင်နဲ့ဖြည့်ဖို့လိုအပ်ပါတယ်။အသက်အရွယ်တစ်ခုရောက်ပြီးတော့ကော်လာဂျင်တွေရောက်လာပြီဆိုရင်မျက်နှာပိုင်းနဲ့ပတ်သက်ရင်အရေးအကြောင်းတွေစတင်လာတာတွေအမဲဆက်တင်းတွေထွက်တာတွေနဲ့သားရည်မှာဆိုပြေကြည်လင်မှုရောတဲ့ပြဿနာတွေကိုခံစားရပါတယ်။ဒီလိုပဲမွေးလန်းချောင်းနဲ့တိမ်ကိုထိန်းထားတဲ့ကြက်သားတွေမှာကော်လာဂျင်တွေရောနေလာပြီဆိုရင်တိမ်ကိုထိန်းထားတဲ့ကြက်သားတွေမှာကော်လာဂျင်တွေရောတာဖြစ်တဲ့အတွက်အမျိုးသမီးတွေနဲ့စီးခဏခဏသွားရတာတွေတိမ်ကျတဲ့ပြဿနာတွေနဲ့မွေးလန်းချောင်းကျဲတဲ့ပြဿနာတွေကိုခံစားနိုင်ပါတယ်။မွေးလန်းချောင်းမှာကော်လာဂျင်တွေရောနေလာတာဖြစ်တဲ့အတွက်ကြက်သားတွေရဲ့ကျုပ်နိုင်ဆက်နိုင်စွမ်းတွေရောနေလာတဲ့အပြင်အမျိုးသားနဲ့ဆက်ဆံတဲ့အချိန်မှာလေထွက်တာတွေစီးခဏခဏသွားရတာစီးမထိနိုင်တာတွေကိုပါခံစားနိုင်ပါတယ်။ဖျားတဲ့အမျိုးသမီးတွေနဲ့မွေးလန်းချောင်းကျဲတာတွေနောက်ဆက်တွဲအနေနဲ့တိမ်ကျတာစီးမထိနိုင်တာလေထွက်တာတွေသက်သာစေဖို့ဆိုရင်မွေးလန်းချောင်းကြက်သားတွေကိုပြန်လည်တန်မာအောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။မင်းမကိုကြက်သားညှစ်တဲ့လေ့ကျင့်ခန်းတွေကီကဲလေ့ကျင့်ခန်းတွေပြုလုပ်ပေးရမှာဖြစ်ပြီးတော့မွေးလန်းချောင်းကြက်သားတွေကိုကော်လာဂျင်ဓာတ်တွေပြန်လည်ဖြည့်ပေးဖို့လိုအပ်ပါတယ်။တစ်နေ့ကိုတစ်နာရီပုံမှန်အသုံးပြုပေးရုံနဲ့မွေးလန်းချောင်းကြက်သားတွေပြန်လည်ကျင်းပြီးတော့ကျစ်လစ်စေမှာဖြစ်ပါတယ်။ကော်လာဂျင်ရောနေခြင်းကြောင့်နောက်ဆက်တွဲခံစားရနိုင်တဲ့မင်းကို6တာတွေအတူနေချိန်မှာနာကျင်တာအောင့်တာတွေကိုပါသက်သာစေနိုင်ပါတယ်။တစ်နေ့ကိုတစ်နာရီ6ရက်ဆက်တိုက်အသုံးပြုပေးရုံနဲ့မွေးလန်းချောင်းနဲ့ထိတိမ်ကျနေတဲ့အနေအထားကိုတော့သက်သာစေနိုင်တဲ့ reset တွေရရှိထားတဲ့ကော်လာဂျင်လေးဖြစ်ပါတယ်။ကော်လာဂျင်လေးနဲ့ပတ်သက်ပြီးတော့မက်အီရဲ့ Messenger မှာအသေးစိတ်မေးမြန်းနိုင်ပါတယ်နော်။အမျိုးသမီးတိုင်းပုံမကျမ်းမာလှပပြောရှင်ဖို့ကူညီပေးနေတဲ့မက်အီပါ။မက်အီရဲ့ဗီဒီယိုလေးကိုတခြားမျိုးသမီးတွေလည်းကျမ်းမာရေးဘူးတိုင်းနိုင်သေးဖို့အပေါင်းလေးနဲ့အသေးလေးပေးပြီး share သွားရပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။သိချင်တာတွေရှိရင်လည်း comment မှာမှတ်ခဲ့ပေးနိုင်ပါတယ်ရှင်။